Hello bro မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ One Piece နဲ့ Mobile Legends ဘယ်လိုလဲဘယ်လိုလဲကြောက်ဆန်းကြီးရောတော့ခြောင်းနေဆိုရင်တော့လိုက်တယ်ဗျဟိုစကားနဲ့ character anime ထဲမှာတော့ဒီကကျွန်တော်ဆောင်းနဲ့ကန်ပြီးချတာနော်ဒီကတည်းကတောင်းပါတယ်ဒီမိုက်တယ်အမကန်နဲ့ချရတယ်ဝမ်းဟုတ်တယ်ဒီစကန်လိုက်ပါဦးဒီစကန်ကိုတော့ဆန်ပေးပါရောဒီစကန်တိုက်ပါလေဒီကအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဇက်ကျော်လူဖီပဲဖြစ်ပါတယ်လူဖီရောတော့ပူဖရာနဲ့ထုံးလိုက်တော့လိုက်ပါပေါ့နော်သူ့ရဲ့လက်ကအကွင်းနေနဲ့ဒီလိုကထုတ်ခဲ့ရင်တော့လိုက်ပါမယ်နော်ထုတ်ဖေးနေပါလေဟိုတို့တော့ပေါ့နော်လူဖီရဲ့အန်မဲလိုတွေတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးလိုက်ရင် subscribe လေးလုပ်ခဲ့ဖို့လုပ်ခဲ့မှာကျွန်တော်ဝင်လို့တော့ပြောကြပါမယ်ခင်ဗျာအဲ့ဒါကိုတော့ပြောလို့ကျွန်တော်ဝင်လို့ပြောကြပါမယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးတွေကိုကြည့်ရင် like နဲ့လူလေးတွေ follower လေးလုပ်ခဲ့လို့တောင်းဆိုကြပါတယ်အခုကျရင် VPN လေးနဲ့ခန်းကြည့်လို့ရပါပြီကဲစကြအောင်ဟုတ်တယ်ဒီစီရဲ့ဒီဘက်GR5 နော်ဒီစီGR5 ကတော့ရောပူဖရာနောက်မျိုးပေါ်တော့ပုံမိုက်လေတမျိုးလေးရုံဝင်တမျိုးပေါ်တာဒီစကေးဝတ်တွေကတော့ပါတယ်ပြောကြိုက်ရတယ်ကဲတိုက်တော့ကြိုက်ပါဘောလုံးပါချိုးလည်းပဲကျွန်တော်လေးကပြင်ပေးပါဒီပါလေကဲဒီကတော့ပောက်ဝမ်းလေးပေါ့နော်ပောက်ဝမ်းမှာတော့အနည်းဆုံး3កောင်4កောင်စေးပါဦးလို့ဆိုလို့အဲ့ရမနိုင်ဘူးလေဆိုရင်တော့ဆိုတော့လိုက်တယ်ဆိုတော့ဘောလေးကတော့အောက်မှာcommentမှာနိုင်ခဲ့လို့ရပါတယ်ကျွန်တော်တော့မလိုက်ဘူးသူကလည်းဒီတော့လိုက်တော့လိုက်မယ်နော်ကျွန်တော်တော့မလိုက်ဘူးလို့ထင်ပါတယ်yes ကိုလည်းကျွန်တော်တို့ပါချောင်းလေးနဲ့ထင်နှစ်ကောင်ဝင်ရမှာပေါ့ဟုတ်တယ်ဒီတန်နဲ့စကေးဘတ်ဒီတန်ရတော့ဖြစ်ရပါတော့။တန်တူနေတယ်စကေးဘတ်ဒီကလုံးဝကွာချမ်းနေပါလေ။အားရပါတော့။ဒီလိုဗီဒီယိုလေးကိုကြိုက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်။ကဲဒါတော့နောက်ဆုံးတစ်ခေါက်နော်။ဒါတော့နာမည်စိတ်စကြောပါဘင်းကလေးကယောက်ျားလေးတွေဆွဲနားလေးပေါ့။အဲဒီကတော့မိုးတိုးနေတဲ့ထုတ်ပေးတာ။ Okay မိုက်တော့မိုက်ပါလေ Okay အမှပြစ်တယ်သူ့မှာလည်းမကေးရတယ်ထွက်လာတော့ပေါ်လိုက်မှအားလုံးမပတ်ဝမ်းရတော့လောက်ပါပဲအားလုံးပဲကိုယ်စိတ်ရပါလို့ရွှေလိုက်ချင်မကြပါစေ Bye bye